ခင်ကောင်ပြီးသားလို့အများအချီးကျူးနေကြတဲ့ဇော်ဝင်းထွတ်အားလုံးချစ်ကြတဲ့ရော့ကာကြီးဇော်ဝင်းထွတ်ရဲ့တူရီတော်သားဖြစ်တဲ့ဤတိုးခွန်ဝင်းထွတ်တော်ရာကတော့ချစ်သူလေးနဲ့တရားဝင်လက်ထပ်လိုက်ပါပြီဝင်းထွတ်တော်ရာနဲ့မိုးမြတ်မေစာကြီးတို့ရဲ့မင်္ဂလာဦးညစာစားပွဲကိုတော့ဖေဖော်ဝါရီလ1ရက်နေ့မှာအတိမိတ်ဆွေနဲ့ကျင်းပခဲ့ပြီး2ရက်နေ့မှာတော့နိုဘိုတယ်ဟိုတယ်မှာဆူလျားရစ်ပတ်လက်ထပ်ခဲ့ပါတယ်ဒါကဤတိုးရဲ့ဒုတိယအိမ်ထောင်ဖြစ်ပါတယ်ပထမအိမ်ထောင်ကတော့အစင်မပြေမှုတွေအများကြီးရှိခဲ့လို့ကွာရှင်းခဲ့ရပေမယ့်အခုချစ်သူလေးကိုတော့အရန်ချစ်လို့တာယာတဲ့အိမ်တော်ကြီးဖြစ်အောင်ကြိုးစားသွားမယ်လို့ဤတိုးကပြောပါတယ်။တားဖြစ်သူကမိမဘယ်နှယောက်ရှိကျမျက်နှာမငယ်အောင်ခန်းခန်းနာနာလက်ထပ်ပေးတဲ့ဖခင်ဖြစ်သူဇော်ဝင်းထွတ်ကိုပရိသတ်တွေကချီးကျူးနေကြတာပါ။အခုတော့တားရဲ့ဒုတိယအိမ်တော်ဖြစ်ပေမယ့်ချွေးမလေးမျက်နှာမငယ်အောင်မိဘဝတ္တရားနဲ့အညီအနောက်တိုင်းဝတ်စုံတဲ့တပွဲမြန်မာဝတ်စုံတဲ့တပွဲခန်းခန်းနာနာလက်ထပ်ပေးခဲ့တာပါ။ဤတို့ဟာအဖေချင်ရနှင်းပြီးအဆိုတော်လုပ်ခဲ့ပေမယ့်အောင်မြင်မှုမရခဲ့ပါဘူး။သားကမအောင်မြင်ပေမဲ့လည်းဇော်ဝင်းထွတ်ကတော့သားကိုအရန်ချစ်ပြီးအခုအသက်အရွယ်ထိပြည့်စုံအောင်ထားခဲ့ပါတယ်။ဇော်ဝင်းထွတ်ကအသက်ကြီးလာလို့တချင်းတွေဆွလို့မရတော့ပေမဲ့တစ်ချိန်ကသူရှာဖွေထားတဲ့စီးစိမ်တွေဟာအခုချိန်ထိသားနဲ့ဇနီးရဲ့အတွက်တသက်စားမကုန်အောင်ရှိနေစေပါပဲ။